ကျွန်တော်တို့ဖေဖေမေမေတို့ဒီမှာအယောက်100ဆိုရင်မွေးလာတဲ့ကလေး100ပုံစံ100ကျွန်တော်တို့ကရှိတယ်နောက်ထပ်မေမေကဒီကလေးလေးကိုလေးကိုမွေးလိုက်တယ်ကိုလေးကိုပြုစုပြောထောင်တာနဲ့မိမိလေးကိုညမလေးကိုမွေးလိုက်တယ်ညမလေးကိုပြုစုပြောထောင်တာလုံးဝမတူကိုကတစ်မျိုးညီမကတစ်မျိုးအလက်ကတစ်မျိုးအကြီးဆုံးကတစ်မျိုးသေးကြတယ်4ယောက်မွေးလာရင်ဒီ genes ပဲနော်ဒီအဖေဒီအမေကပဲမွေးတာနော်ဒါပေမဲ့မတူ behavior မတူ tendency မတူကျွန်တော်ကင်တူရပုံမတူအဲ့တို့ကြောင့်ကျွန်တော်ကဘလို့လောက်ပြီးတော့ကျွန်တော်ကဖေဖေမေမေတို့ဒီလိုလောက်ပါလားဟိုလိုလောက်ပါလားလုံးဝမရဘူးအဲ့ဒါဖြစ်နိုင်ခြေရှိတဲ့ his study တွေကိုပဲကျွန်တော်ကပြောပြလိုက်ပဲအဲ့မှာဖေဖေမေမေတို့ကကိုပြန်ကြည့်ရတော့မှာကိုပြန်ကြည့်ပြီးကျွန်တော် parenting ကိုဘယ်လိုသွားမလဲပေါ့နော်ခေါင်းစဉ်ကတော့ 21st century parenting လို့ကျွန်တော်ပေးထားတယ်21ရာစုမှာမေမေဖေဖေတွေဖြစ်လာကြတော့ရာစုဖေဖေမေမေတွေနဲ့မတူဘူးကျွန်တော် generation alpha တွေကိုပြောထောင်ရတဲ့အချိန်မှာတွေ့ရတဲ့ challenging ပို့လာတဲ့ဟာဘာလို့မေမေတို့မြင်လဲဒီပညာပုံနဲ့ဒီပညာဆရာဟုတ်တယ်နီးပညာနဲ့နီးပညာ တိုင်တွေရ ခစ်ကြီးထဲမှာကြီးလာတဲ့ကလေးတွေဖြစ်တဲ့အတွက်ဒီတွေကိုဘယ်အရွယ်မှာစပြီးတော့ကျွန်တော်တို့ technology နဲ့ရင်းနှီးအောင်လုပ်မလဲဘယ်လိုနီးပညာတွေနဲ့ထိတွေ့ခိုင်းရမလဲ AI တွေရောပေးသုံးသင့်ပြီလားဟာဒါတွေအများကြီးကျွန်တော်တို့စဉ်းစားစရာတွေအများကြီးဖြစ်သွားလေကျွန်တော် Google ခောက်တဲ့ခေတ်အခု Google တော့မဟုတ်တော့ AI မေးတဲ့ခေတ်ပြောခုတာ AI မေးပြီးပြီသမီး AI မေးပြီးပြီဟာတခုခုတော့ဆိုရင်တော့သူတို့က AI မေးတာ issue တွေအများကြီးတဲ့ဒါ 21st century ဟိုမှာတွေ့ရတဲ့issue ပေါ့နော်ဆိုတော့ parenting လို့ပြောလိုက်ရင်ဘယ်ဟိုးရှိခေတ်ကလေးကနေအခုချိန်ထိ parenting မျိုးစုံတွေထွင်ပြီးတော့ပြောကြတယ်နောက်ပဲ helicopter parenting လို့ဘာလို့တွေရှိပေမဲ့အဓိက main အချက်က၄ချက်ပဲ၄ခုပဲရှိတယ် parenting ပုံစံအဲ့ဒါ authoritative authoritarian ပြီးတော့ neglectful ပြီးတော့ over permissive parenting အမှတ်နည်းသွားတာပေါ့ဆိုသူအရန်စုမယ်ဘာကြောင့်နည်းသွားလဲအဖြေမရှာဘူးဘာတွေခက်ခဲရှိလဲ supportive မရှိတာပေါ့အဲ့ဒါကကျွန်တော်တို့ graph နဲ့အဲ့ဒါလေးကျွန်တော်တင်ပေးပါမယ် graph နဲ့ပြရင်ကျွန်တော် demanding ရဲ့ supportive ပြရှိတယ်သူက demanding ပဲရှိတယ် supportive မရှိဘူးခုန neglectful က demanding လည်းမရှိဘူး supporting လည်းမရှိဘူး support လည်းမလုပ် demand လည်းမရှိဘူးစိတ်ကိုမဝင်စားတာဟိုက over permissive ကြတော့သူက supportive ပဲများတယ် demand မရှိဘူးလောက်ခိုင်းတာသူကဘာမှမရှိဘူး support ပဲပေးနေတော့တာဆိုတော့ဖြစ်ချင်အဖြစ်ပြန်ဗရန်မတာဖြစ်တာပေါ့ demand ပဲသူဖြစ်ချင်တာကိုပဲလောက်ခိုင်းနေတော့ဆိုတော့ကလေးကသူက cheerful မဖြစ်ဘူး fearful ဖြစ်လာတယ်ကြောက်တက်လာတယ်ယုံကြည်မှုအားနည်းလာတယ်အမြဲတမ်းခေါင်းဆောင်နိုင်တဲ့ leadership skill တွေ initiative တွေအများကြီးပဲသူအတွက်သူကနေရလာတဲ့ဒီကိုရီကိုသွေးအညံ့စားတွေပေါ့နော်ကိုရီကိုသွေးမကောင်းတဲ့ကိုရီကိုသွေးတွေအများကြီးဖြစ်လာတယ်အဲ့ဒါကတော့ authoritarian ပေါ့နောက်ဆုံးကျွန်တော်တို့ကောင်းတာကတော့ demanding or supportive ကိုကျွန်တော်တို့မျှတယ် authoritative လို့ခေါ်တာပေါ့သူကကျတော့ဘလို့ demand ရယ် support ရယ်သူကပါလာလဲဆိုတော့သူကကိုဖြစ်ချင်တဲ့ဟာကိုလည်းသူကကလေးကိုပြောတယ်ဘာကြောင့်မို့ဆိုတာကိုလည်းပြောပြတယ်ပြီးတော့ကလေးလိုအပ်တဲ့ဟာကိုလည်းလုပ်တယ်ဥပမာဆိုရင်သားကိုသမီးကိုအမှတ်များစေချင်တာမိဘတိုင်းရဲ့ဟိုပါပဲလေနော်အမှတ်နည်းစေချင်တဲ့မိဘဆိုတာမရှိပါဘူးအေးလိုချင်တဲ့မိဘပဲနော်ရပါတယ်ကလေးပြောရင်ပြီးတော့ပါကျမတို့ကလောဘမကြီးပါဘူးကျွန်တော်တို့ကလောဘမကြီးပါဘူးပြီးရင်ကျွန်တော်ကိုအဲ့ဒါလေးဆရာကြီးတော်အောင်လုပ်ပေးပါဆိုအများနဲ့ပြောတယ်အေးရအဲ့ဒါမသိစိတ်ကဟို parenting တွေပါလေနားထောင်နားပြီးတော့ဟိုငါကလေးကိုပြောအောင်လုပ်မယ်လေပြောတာတကယ်စိတ်ကတော့အေးလိုချင်တာပဲလေဒါလူတိုင်းပဲဒါကျွန်တော်တို့လည်းရှိတာပဲအတော်ဆုံးဖြစ်စေချင်တာပဲလေကလေးကိုဟုတ်တယ်မလားဆိုအဲ့ဒါက demand ပဲဒါမှန်တာပဲဒါမှားတယ်လို့မပြောဘူးနော်ဒါမှန်တယ် demanding ရှိရမယ်ကလေးကိုအတော်ဆုံးဖြစ်အောင်ကျွန်တော်တို့ပြောထောင်ရမယ်ကလေးကိုအထူးကျွန်းဆုံးဖြစ်အောင်ကျွန်တော်တို့ပြောထောင်ရမယ် demanding ပဲမှန်တယ်ဒါလေးတစ်ချက်မိတို့မှတ်ထားဖို့နော်ဒီနေ့ဒါဟိုကျွန်တော်ကအချင်းချုပ်နားလည်သွားအောင်တစ်ဖက်က supportive ပါတယ် demanding နဲ့ supportive ကိုမျှအောင်ဘယ်လိုလုပ်ရလဲဥပမာကျွန်တော်က A ရအောင်လုပ်မယ်ကလေးကိုထူးကျွန်းအောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကကလေးမှာ A ရအောင်လုပ်လို့ရမယ်အကြောင်းတရားတွေကဘာလဲသူ့မှာရှိနေတဲ့အားနည်းချက်ကဘာလဲသူကဒီအပိုင်းမှာဘာအားနည်းလို့သူမဖြစ်နိုင်တာလဲဆိုတာကျွန်တော်တို့ကအဖြေရှာရမယ်ပြီးတော့အဲ့ဒီအပိုင်းတွေကျွန်တော်တို့ကဖြည့်ရှင်းပေးနိုင်မှရမှာဖြည့်ရှင်းပေးနိုင်မှကျွန်တော်တို့ခုန demand ကအပြည့်ဝရမှာ support ပေးလိုက်မှ demand ကကျွန်တော်တို့ကအောင်မြင်သွားတာ demanding supported လုပ်တဲ့အချိန်မှာကျွန်တော်တို့အားလုံးကြုံတွေ့ရတာကစိတ်မရှည်မှု
သူနဲ့ကိုနဲ့စကားပြောလို့အစင်မပြေမှုဒါ10ကျော်သက်တွေမှာလည်းတွေ့နိုင်တယ်နော်9နှစ်10နှစ်တွေမှာလည်းတွေ့နိုင်တယ်ကိုကလောက်ခိုင်းတယ်သူကမလောက်ဘူးဒါလေးတော့လောက်ပါသားရဲ့ဒါလေးတော့လောက်ပါသမီးရဲ့ဆိုချော့ပြောလို့ကလည်းမရအဲ့ဒီမှာအဓိကဟိုလှုပ်စေခြင်းနဲ့ demand လုပ်တဲ့ဟာကို support လည်းပေးပါတယ်ဟိုမေမေတို့ကစိတ်လည်းရှိပါတယ်ဒါပေမဲ့အဲ့ဒါလည်းပြောလို့မရအဲ့ဒီမှာစပြီးတော့အဲ့မှာဒုံးဆိုပြီးတော့ဟောက်ခွဲပြီးတော့သူနဲ့ကိုနဲ့မှာလုံးဝ relationship တွေကအဆင်မပြေတော့အဲ့ဒီချိန်မှာကျွန်တော်တို့ပညာရှင်တွေကဟိုပြောထားတာလေးရှိတယ်အဲ့ဒါကိုအဓိကနော်ခုနကျွန်တော်တို့ demanding လည်းရပြီ supportive လည်းရပြီဒါပေမဲ့အဲ့ဒီပြဿနာကိုကျွန်တော်တို့ဘယ်လိုရှင်းမလဲဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့လှည့်လိုက်ကြမယ်အဲ့ဒါကတော့ဗာလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့လည်းဗီဒီယို6ရက်အတွင်းမှာကျွန်တော်ထည့်ပေးတယ်မှာပါမှာပဲအဲ့ဒါက mindfulness parenting လို့ခေါ်တယ်mindfulness parenting ဆိုလို့တရားထိုင်ခိုင်းမယ်လို့တော့မထင်နဲ့တော့တရားထိုင်ခိုင်းတာမဟုတ်ဘူး mindfulness parenting လေးကိုကျွန်တော်ဟိုကလေးတွေလည်းကျွန်တော်လုပ်ပေးပါတယ် emotional regulation လုပ်တဲ့ဟာလေးပါအဲ့ဒါလေးပထမတစ်ချက်ကျွန်တော်တို့လေ့ကျင့်တဲ့ဟာလေးပေါ့နော်ကလေးကိုပြောလိုက်တဲ့အချိန်မှာကလေးကဘလို့မှပြန်တုံ့ပြန်လိုက်တဲ့ဟာကျွန်တော်တို့ကစိတ်တူသွားတာပေါ့နော်ဥပမာစာလုပ်တဲ့အချိန်မှာလဲကိုယ်စာလုပ်ခိုင်းတာလေစာမလုပ်ပဲ YouTube ကြည့်နေဟာတူမှာပဲအဲ့လိုဖြစ်သွားပြီဆိုရင်အဲ့လိုအခြေအနေမျိုးကြုံပြီဆိုတာ ਨੇ ကျွန်တော်တို့လောက်ရမှာက yet pause yet should တိရွေးအဲ့ဒီဓာတ်လေးမှတ်တယ်နော် yet should တိရွေးတဲ့အဲ့ဒါကတော့တကယ်တော့ဖြည်းဖြည်းချင်းမဟုတ်သူ desert product ဆိုလောက်လိုက်ရမှာပေါ့နော် yet ဆိုတာကနူးဆိုဖြစ်သွားတဲ့အချိန် mindfulness ဆိုအဲ့ဒါရက်လိုက်မယ်ကျွန်တော်တို့ရက်လိုက်မယ်ဆိုတာဟိုချက်ချင်းဘာလို့လုံနေတာလဲဆိုမအော်မိလိုက်နဲ့အော်တာလည်း behavior pattern ဖြစ်သွားတာကလေးကို parenting လုပ်ရင်လည်းကိုယ်တိုင်လူဆိုးကြီးဖြစ်သွားတာမျိုးဖြစ်တယ်လေကို behavior pattern ကအဲ့ဒီမှာဖြစ်ပြီးတော့တစ်ချိန်လုံးအော်မှပဲရတော့တာမျိုးမရအောင်နော်ဆိုရက်လိုက်ခဏလေးရက်လိုက်ဘာမှလည်းမပြောနဲ့ခဏလေးမြင်လိုက်ပြီးရက်လိုက်တော့ရက်ပြီးတာနဲ့ကျွန်တော်ရှူဆိုတာကအသက်လေးနည်းနည်းရှူလိုက်5ချိန်ပါ5ချိန်တက်ကိုပြင်းပြင်းလေးရှူလိုက်တယ်ထုတ်လိုက်တယ်အဲ့လို5ချိန်လောက်ရှူလုပ်လိုက်အဲ့ဒါဘာလုပ်လိုက်တာလဲဆိုတော့တကယ်တော့ regulate လုပ်လိုက်တာကျွန်တော်တို့ကလူတွေလေဒေါသဒုံးဆိုထွက်သွားတာရှိတယ်အရန်ဝမ်းနေသွားတာရှိတယ်ငိုခြင်းသွားတာရှိတယ်အော်ခြင်းသွားတာရှိတယ်နော်ဝမ်းနေသွားတာရှိတယ်ဒါပေမဲ့ဘာမှမပြောနဲ့ရက်လိုက်ပြီးတော့ရှူမယ်ရှူလိုက်ရင်သေးကြတယ်သူကခမ်းဖြစ်သွားတယ်ဟုတ်အဲ့ဒါလေးပြီးသွားရင်ရှူပြီးသွားတာ ਨੇ သူကဘာဖြစ်သွားလဲဆိုတိရောက်သွားတိဆိုတာဘာလဲဆိုတော့တိလိုက်ရမှာအော်ငါဝမ်းနေနေတယ်ငါဒေါသထွက်နေတယ်ကြည်ဒေါသထွက်နေတယ်ဒီစမ်းအလိုက်ထွက်နေပါစက်ကပြောခြင်းတယ်အဝမ်းနေနေပြီဟိုခြင်းတယ်တိသွားရက်ရှူတိပြီးတော့ရွေးအဲ့ဒါအဓိကပဲရွေးဆိုတာငါအော်လိုက်မလားငါအခုသူ့အော်ပြောလိုက်တော့မလားအော်ပြောလိုက်ရင်ရွေးလိုက်လို့အော်ပြောလိုက်ရင် consequence တခါလေးစဉ်းစားမိအော်ပြောလိုက်သေးကြတယ်အော်လာနဲ့သူရက်မယ်ရက်ပြီးနောက်ဆက်တွဲစိုးကြိုးတွေကဖြစ်လာတော့မယ်ဒါမှမဟုတ်ရင်သူ့ကိုရှေ့မှာထိုင်ပြီးတော့အကျိုးနဲ့အကြောင်းနဲ့သိချပြောမလားဒါမျိုးကျွန်တော်ကရွေးရမယ်အဲ့ဒါကတော့ဟိုဒီရွေးတဲ့ဟာကတော့ကျွန်တော်ကဘာရွေးလို့ပြောလို့မရတော့ရွေးတဲ့ဟာတော့ situation ပေါ်မူတည်ပြီးတော့မေမေတို့ကဒီ bad consequences မဖြစ်တဲ့ bad result မဖြစ်သွားတဲ့ decision တစ်ခုကိုရွေးပြီးတော့မေမေတို့ကလှုပ်ဆောင်လိုက်ရအဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါကဘာလုပ်တဲ့ဟာလဲဆိုခုနပြောတဲ့ဟိုဖြစ်လာတဲ့ဒီ emotional ကို regulate လုပ်လိုက်ပြီးတော့ကျွန်တော် mindful ဖြစ်သွားအောင်လုပ်တာအဲ့ဒါကိုကျွန်တော်တို့ဟိုကြုံလာတိုင်းမှာဒါမျိုးလုပ်ရင်ဘာတတိထားမိလာမလဲဆိုရင်ကျွန်တော်တို့ပြီးသွားမှစိတ်မကောင်းဖြစ်တဲ့ကိစ္စတွေမဖြစ်တော့ရိုက်တယ်ပြီးမှကလေးနဲ့ကိုနဲ့ဖတ်ငိုတာမျိုးတွေရှိတယ်ဒီနော်မေမေတို့မှရှိဖြစ်ပဲဟိုစိတ်တူကတော့ရိုက်တဲ့လိုက်ရောပြီးမှသူလဲငိုကိုလဲငိုပေါ့နော်အဲ့ဒါမရဘူးနော်အဲ့လိုလုပ်ပြီးမှကျွန်တော်တို့ကဟိုလုပ်လို့မရဘူးပေါ့နော်ဟိုပြီးမှပြန်တောင်းမှန်တာ sorry ပါသမီးရယ် sorry ပါသားရယ်မေမေတောင်းမှန်ပါတယ်ဆိုတာအဲ့ဒါကကြာရင်လေမေမေကတော့လှုပ်ပြီးငါတောင်းမှန်တော့မယ်ဆိုတာလှုပ်နေတော့မှာသူတို့လည်းစိတ်ညစ်လာတော့မှာလေဆိုတော့မလှုပ်ဖြစ်တာတော့အကောင်းဆုံးပဲเนาะအဲ့ဆိုအဲ့လိုမလှုပ်ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့က yet should တိပြီးမှရွေးအဲ့ဒါလေးကိုလုပ်ကြည့်ပါအဲ့ဒါလေးက mindful ဟို parenting တွေကတစ်ချက်ပါအဲ့ဒါလေးမေမေတို့လှုပ်လိုက်နိုင်တယ်ဆိုပထမတစ်ချက်ဟိုဆိုးဝါးဝါရိုက်မိတာတို့အော်မိတာတို့တခါတလေကြာရင်ပါတွေရှိတယ်လေစိတ်နည်းနည်းနာသွားအောင်ကလေးကိုပြောပလိုက်တာတွေရှိတယ်ပြောပြီးမှစိတ်မကောင်းဖြစ်သွားတာရှိတယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့မလုပ်ဖြစ်တော့ဒါလေးတစ်ချက်ကတော့ခုနပြောတဲ့ mindful parenting tip လေးကိုပဲမေတို့ပြထားဖို့လိုတာပေါ့နော်